အခုဆိုရင် King of Fighter ဆိုတဲ့ KOF event ကြီးလည်းပြန်လည်ရောက်ရှိလာပါပြီအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ Aura Gaming MMUB ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ် KOF event ကိုကြည့်မယ်ဆိုရင်တော့ The King of Fighter နဲ့ The King of Fighter 97ဆိုပြီးတော့နှစ်ခုမြင်တွေ့ရမျိုးရှိပါတယ်ပထမဆုံးအနေနဲ့ The King of Fighter ဆိုတဲ့ event ကိုကြည့်မယ်ဆိုရင် Cushion Aura Garena Chong Goni Dairo ဆိုတဲ့ပထမဆုံးထွက်ကြည့်ထားတဲ့ KOF skin တွေကိုတွေ့မြင်ရမျိုးရှိပါတယ်နောက် event တစ်ခုမှာတော့အသစ်ထွက်ကြည့်ထားတဲ့ Masha Vela Baguido စတဲ့ skin တွေကိုတွေ့မြင်ရမျိုးရှိပါတယ်price book ကိုတစ်ချက်ကြည့်မယ်ဆိုရင် KOF skin တွေကလွှဲပြီးတော့ကျန်တဲ့အားလုံးကအတူတူပဲဖြစ်ပါတယ် lucky box skin တွေ epic skin တွေ live bone skin တွေ special skin တွေ normal skin တွေ item တွေကိုတွေ့မြင်ရတာမျိုးရှိပါတယ် premium supply အနေနဲ့ကလည်း2လပိုင်း6ရက်နေ့မှာတစ်ခါ2လပိုင်း73ရက်နေ့မှာတစ်ခါဆိုပြီးတော့နှစ်ခေါက်ခွဲပြီးတော့ရောက်ရှိလာမှာဖြစ်ပါတယ် KOF event မှာပထမဆုံးဆယ်ကျင်လက်တာနဲ့ Garena ရဲ့ Leona skin ကိုရရှိမှာဖြစ်ပါတယ် Garena ရဲ့ Leona skin ကိုရရှိပြီးသားညီကိုတွေအနေနဲ့ကတော့ epic skin ကိုကြာမှရရှိမှာဖြစ်ပါတယ် KOF event မဟုတ်ပဲ KOF 97မှာပထမဆုံးဆယ်ကျင်လက်မယ်ဆိုရင်တော့ epic skin ကိုရရှိမှာဖြစ်ပါတယ် event ပြောင်းလိုက်တာနဲ့ရရှိမဲ့စုတွေကပြောင်းသွားမှာဆိုပေမဲ့တန်းထားတဲ့ဘင်ကိုတန်းတွေကတော့မူလတိုင်းကျရှိနေမှာဖြစ်ပါတယ်ဘင်ကိုတန်းဖို့ကလည်းမလိုသလိုအကုန်ကြလည်းများတာမလို့လက်မယ်ဆိုရင်တော့တခြားလေးစဉ်းစားပြီးမှလက်သေးချင်ပါတယ်တန်းတော့ပြည့်သွားတိုင်းမှာ epic skin ကောင်ရရှိမှာဖြစ်ပါတယ်ကို့မှာရှိပြီးသား skin တွေကိုပြန်ပေါက်နိုင်ကြီးလည်းများပါတယ်ရှိပြီးသား skin တွေပြန်ပေါက်မယ်ဆိုရင်တော့ basic skin ဆို9ခု elite skin ဆို16ခု special skin ဆို20နဲ့ epic skin ဆို24ခုအထူးကြီးတဲ့ epic skin ဆိုရင်တော့53ခုနဲ့အပိုင်းပတ်တရီမှုဆိုရင်တော့2ခုဆိုပြီးတော့တွေ့မြင်ရမှာဖြစ်ပါတယ်အခု30ပြည့်သွားတိုင်း event မှာလှည့်လို့ရတဲ့ကတ်တကတ်အဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လည်းဒီလို event တွေကိုညက်တက်ဆက်ပေးနေအောင်မလို့ပေးလေးကို like and follow လုပ်ပေးကြပါဦးခင်ဗျာ